traumatize ဖြစ်တယ် trauma တွေရှိတယ်ဆိုပြီးတော့မှလူတွေတော်တော်များများပြောကြတယ်ပေါ့နော်ဒါပေမဲ့ ID အတိတ်ပဲကိုတော်တော်များများကသဘောမပေါက်ကြပါဘူးကျွန်တော်တို့မှာဒဏ်ရာဆိုတဲ့ဥစ္စာက2မျိုးရှိပါတယ်ပထမတစ်ခုကကြတော့ကျွန်တော်တို့အပြင်ပိုင်းမှာပွန်းပဲ့ထိခိုက်တာမျိုး physical wounds ပေါ့နော်ဒုတိယတစ်မျိုးကကြတော့ကျွန်တော်တို့ဒီအတွင်းပိုင်းမှာဖြစ်တဲ့ psychological စိတ်ဒဏ်ရာပေါ့ဆိုတော့အဲ့ဒီ trauma ဆိုတဲ့အရာကကျွန်တော်တို့အတွင်းမှာဖြစ်ပေါ်သွားတဲ့စိတ်ဒဏ်ရာကိုပဲဆိုလိုချင်ပါတယ်ကျွန်တော်တို့ပေါ်မှာဖြစ်ပေါ်သွားတဲ့အပြင်ကအဖြစ်အပျက်တွေကိုပြောတာမဟုတ်ပါဘူးအဲ့တော့ car accident အနေကိစ္စအကြီးတွေဖြစ်သွားတိုင်းကျွန်တော်တို့က trauma လို့ပြောလို့မရဘူးအဓိကအဲ့ဒီအဖြစ်အပျက်တွေကကိုယ်အတွင်းထဲမှာစိတ်ဒဏ်ရာရစေခဲ့တယ်ဆိုရင် trauma လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်လည်း car accident မဖြစ်ဘူးကိစ္စအကြီးမဖြစ်ဘူးဆိုရင်လည်းကျွန်တော်တို့က trauma လည်းမရနိုင်တော့ဘူးလားဆိုရင်တော့မဟုတ်ပါဘူးကျွန်တော်တို့ trauma မှာဆိုရင်လည်း2မျိုးရှိပါတယ်ကျွန်တော်တို့ big trauma နဲ့ small trauma ဆိုတာမျိုးရှိပါတယ် big trauma အကြီးတွေကကြတော့ကျွန်တော်တို့ရဲ့အသက်အန္တရာယ်ပေးလောက်နိုင်တဲ့အထိအဖြစ်အပျက်တွေပေါ့ car accident တွေဒါမှမဟုတ်ကိုယ်ထိလက်ရောက် abuse လုပ်ခံရတာမျိုးတွေအဲ့လိုမျိုး event အကြီးတွေပေါ့နောက်တစ်ခု small trauma ကကြတော့သူကကြတော့ကျွန်တော်တို့အဆက်ခွဲခံရတာမျိုးလို့အနိုင်ကျင့်ခံရတာမျိုးလို့ဗီဇနဲ့ပြတ်သွားတာမျိုးလို့အလုပ်ပြုတ်သွားတာမျိုးလို့အဲ့လိုမျိုးတေးသေးလေးကြာလာရင်နဲ့ဆုပ်ပြီးတော့မှဖြစ်လာတဲ့ဒဏ်ရာမျိုးပေါ့နော်နောက်ပြီးတော့နောက်တစ်ခုရှိတာကကျွန်တော်တို့ကလေးငယ်ဘဝတုန်းကမရှိမဖြစ်လိုအပ်တဲ့ emotional needs တွေဆိုတာရှိပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကအစားအသောက်ကိုမရှိမဖြစ်လိုအပ်တယ်လို့ကျွန်တော်တို့ခံစားချက်ရှိတဲ့တသက်ဝါတွေမှာလည်းမရှိမဖြစ်လိုအပ်တဲ့ emotional needs တွေဆိုတာရှိပါတယ်အဲ့ဒီ needs တွေမဖြည့်ဆည်းခံရတဲ့အချိန်မှာအဲ့ဒီကနေလည်းကျွန်တော်တို့ trauma ရတတ်ပါတယ်ဘယ်လိုမျိုး needs လဲကျွန်တော်ဥပမာပေးရမယ်ဆိုရင်ကျွန်တော်တို့ကလေးတွေငယ်ဘဝတုန်းကပေါ့ကျွန်တော်တို့ကသူတို့ပေါ်ပြန်လဲရယူလို့စိတ်မရှိတဲ့အချက်မျိုး unconditional love နဲ့သူတို့ကိုကျွန်တော်တို့အပြီးပိုင်းချက်ဖို့လိုအပ်ပါတယ်ပြောရမယ်ဆိုရင်သူတို့စာတော်မှသူတို့လိမ်မာမှသူတို့စူးစမ်းမှမိဘစကားကိုနားထောင်မှသူတို့ကတားလိမ်မှချစ်ရပါမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့လုံးဝသွားလို့မရပါဘူးကျွန်တော်တို့အဲ့လိုမျိုးတွေဒါသွားလို့လိုက်မယ်ဆိုရင်သူတို့ရဲ့စိတ်ထဲမှာဒဏ်ရာတွေအများကြီးကျန်ခဲ့မှာပါဟုတ်ပါတယ်ကလေးတွေကငယ်တုန်းကသူတို့မှတ်ဉာဏ်မရှိဘူးမမှတ်မိဘူးဒါပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ memory ရှိပါတယ်အဲ့တော့ပြောချင်တာကသူတို့မမှတ်မိဘူးဆိုရင်တော့မှအဲ့ဒီငယ်တုန်းကဖြစ်သွားတဲ့စိတ်ဒဏ်ရာတွေကကြီးလာတဲ့အချိန်မှာကျွန်တော်တို့ကိစ္စတတိလေးတွေပေါ်မှာဒေါသထွက်လွယ်ရတာမျိုးစိတ်မရှိရတာမျိုးလူတွေကိုအားရမ်းနာတတ်တာမျိုးကိုကအမြဲတမ်းထင်လွဲခံမှာကြောက်လို့လူတော်ထက်ပိုပြီးတော့မှလိုက်ရှင်းပြနေတာမျိုးသူများနဲ့အငင်းပွားမှာကြောက်လို့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုပါထုတ်မပြောပဲတိမ်ထားတာမျိုးစသည်အများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြပြပေးချင်တာကကျွန်တော်တို့ရဲ့အသက်အန္တရာယ်ကိုချင်းချောက်နိုင်တော့တဲ့အထိဖြစ်တဲ့ကိစ္စတွေဖြစ်ပျက်တွေမှာကျွန်တော်တို့ကိုထောက်မှဖြစ်စေတာမဟုတ်ပါဘူးကျွန်တော်တို့လူကြီးအနေနဲ့ကလေးဘဝတုန်းကလိုအပ်တဲ့ emotional needs တွေမဖြည့်ဆည်းခဲ့ရဘူးဆိုရင်လည်း trauma လေးရတတ်ပါတယ်နောက်ပြီးအဲ့ဒီ trauma တွေကလည်းကျွန်တော်တို့လူတွေနဲ့ဆက်ဆံတဲ့ချိန်ကိုယ့်ရဲ့ချစ်ရတဲ့သူနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိဘတွေနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြန်ပြီးတော့မှမှန်တစ်ချက်လို့ရောင်းပြန်ဟတ်တယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီဗီဒီယိုမှာတော့ဒါနဲ့ပဲအဆုံးသတ်လိုက်ပါမယ်နော်အကယ်၍တစ်ခုခုစဉ်းစားမိတယ်ဆိုရင် comment မှာတစ်ချက်မျှဝေပေးခဲ့လို့ရပါတယ်